ဗရဏဝိတုဒတကမ္ဘာလုံးဆိုင်ရာအမှန်တရားဖော်ထုတ်ရေးဖွဲ့ကြီးဥက္ကဋ္ဌရေးသားဆုံးမအပ်တဲ့ဆုံးမသူမှာအပြစ်မရှိဆိုတဲ့စာအုပ်စာမျက်နှာနံပါတ်30စနစ်တို့ကိုဖတ်ကြားပြသပါဦးမယ်အလွင်ကောင်းပါသည့်ဒဝဒပါကျိုးဆရာတော်ကြီးဦးသောတိကအားတိုင်းသည့်ပြည်သည့်ကဘာတိအောင်ဆုံးမခြင်းပဋ္ဌာန်းဆရာတော်ဦးဝိတုဒ္ဒသည်သူငယ်ချင်းဖြစ်သူဦးသောတိကရဲ့ကြံစီပြောဆိုပြုလို့မှုများအလွယ်မှား၍နေသဖြင့်24ရက်4လ2025နှစ်ည9နာရီအချိန်တွင်ကမ္ဘာငြိမ်းချမ်းရေးတက္ကသိုလ်ရှိပါမောက္ခချုပ်ကျောင်းဆောင်၌ဦးသောတိကမှားနေကြောင်းကိုယ်တိုင်သွား၍ဆုံးမခဲ့ပါသည်ထို့သောဆုံးမရာ၌လေကျွတ်မောင်သားမလေးကျော်သာသနာ့ဆရာတော်များစာချဆရာတော်များတက္ကသိုလ်ရှင်ရားအချို့နှင့်စေဘေးချောင်ဒကာဒကာများကိုတက်သေးထား၍ဆုံးမပါသည်ညရှင်နာရီခွဲတွင်ဆုံးမမှုပြီးသည်ဆုံးမချိန်တနာရီခွဲကြာသည်ဒီပွဲမှာချင်းစင်းနှင့်ယုံတငယ်လိုဖြစ်၍ဥသောတိကပဋ္ဌာန်းဆရာတော်ပြောသည်များနားထောင်နေ၏ပဋ္ဌာန်းဆရာတော်ကမြတ်စွာဘုရားရှိ၏ပိဋကဘက်သားချင်းသေးမင်းဥသောတိကတက်ကီဝါဒီမိသားဒိဋ္ဌိဘက်သားယုံတငယ်လေးဖြစ်နေသည်ဖြင့်ကြောက်သူဒုံကဤကဲ့သို့နားထောင်နေခြင်းဖြစ်၏သုံးမပြီး9ရက်ကြာသည့်အမပြင်မပြင်စောင့်ကြည့်သည်အမမပြင်ပါဒီ9ရက်တွင်ဥယျာဉ်စားသင်း၌စားချဂရိကအများစည်းဝေးသည်လေကျွန်းမောင်တိုင်အုပ်ဆရာတော်ဥဒဂရဘီဝင်သာလည်းပါသည်ထိုစည်းဝေးပွဲမှာစားချဆရာတော်များခေါင်းရှုပ်နေကြသည်ရမည်မထင်ဟုစိတ်ညစ်နေကြသည်စည်းဝေးနေခြင်း၌ပဋ္ဌာန်းဆရာတော်လှ၍ဖုံးဆက်သည်တပည့်တော်တို့ဆရာဖြစ်တဲ့ဆရာတော်ဦးသောတိကဟာဆုံးဖြတ်ပြီးရင်မပြေိုးထုံးတာမရှိပါတဲ့ဥယျာဉ်စာသင်တိုင်းဆွေးနွေးမှုပြီးဆုံးသွားသည်ဒါဆိုရင်ဦးသောတိကပြဒနာဟာအတိုင်းမသိကြီးကျယ်သွားသည်ဟုသိလိုက်ပါ၏ဒီကိစ္စဟာရင်ဆိုင်ဖြေရှင်းလို့မရတဲ့ကိစ္စဟုပဋ္ဌာန်းဆရာတော်ဥဒ္ဒရသိသွားသည်မရတဲ့အဆုံးဖုန်းအင်တာနက်လိုင်းမှဥသောတိကရဲ့အာရမအမှုကိုယခုလိုတိုင်းသည့်ပြည်သည့်ကဘာသိအောင်ဆုံးမလိုက်ပါသည်ပညာရှိယဟန်ရှင်လူသူတော်ကောင်းအပေါင်းတို့သာသနာဆောင်နှကောင်းနှမြများအနေဖြင့်ပါကျုပ်ဆရာတော်ဥသောတိကမှားနေတဲ့အာရမကိစ္စအမှားမှန်သိအောင်ဓမ္မနဲ့အာရမကွဲအောင်အများဆုံးကုညီစောင့်ရှောက်ကြပါစေသတည်းဗရဏဝိတုဒသာသနာတသဓမ္မစရိယာဝိနည်းဝိတုဒီကနိကာယဝိတုပိဓမ္မဝိတုဝတ္တသိတ္တောယယမပ္ပထာထုသင်္နာနိပြဆရာတော်